ကျွန်တော်သိပြီးကြပြီလားမင်းသမီးဖွေးရဲ့အိမ်ကိုလင်းနှင်းစီပန်း2ပွင့်လာပေးတဲ့အကြောင်းလေအဲ့ဒီအကြောင်းရှင်တို့ပြောပြမယ်လာဆဆူမဖို့တွေဈေးတယ်တွေကြာရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်အဲ့တော့ဒီဟာကိုမင်းသမီးဖွေးကနေပြီးတဲ့အခါကျတော့ဒီ CCTV record ကိုတင်ထားပြီးတဲ့အခါကျ CCTV record ထဲမှာဆိုလို့ရှိရင်အောက်ကဘောင်းမီအဖြူထဲမှာအနက်ကိုအပွင့်ခတ်လိုမျိုးဟာနဲ့အပေါ်ကတီရှပ်နဲ့နော်ဝတ်ထားတဲ့သူတယောက်ပြီးတဲ့အခါကျဂျောပို့အိတ်ကိုလည်းလွယ်ထားပြီးတဲ့အခါကျခေါင်းမှာလည်းပေါ်ဝါစီးထားတဲ့စပိန်နဲ့လာပြီးတဲ့အခါကျဖွေးအိမ်ရှိအပေါက်မှာတကားပေါက်မှာရက်ပြီးတဲ့အခါကျသူကတဲ့အိမ်ကူမာကြီးကိုသူကပြောတာပေါ့ပြောတဲ့အခါကျဒီဖွေးနဲ့ပေါ့ဒီဘယ်လိုခေါ်မလဲအင်တာဗျူးချိန်ထားလို့ဆိုပြီးရခါကျတော့နှင်းစီ2ပွင့်ကိုပေးထားတဲ့အိမ်ကူမာကြီးကိုလေပေးပြီးရခါကျဘာလဲဆိုတဲ့ခါကျတော့နော်အဲ့မှာ तू ကချက်ချင်းမသွားသေးပဲနဲ့နော်ချက်ချင်းမသွားသေးပဲနဲ့အဲ့အိမ်ရှိမှရက်ပြီးရခါကျတော့အဲ့လိုမျိုးယူဖတ်တဲ့ဆယ်လူဟာမျိုးတွေလုံနေတဲ့ခါကျဖွေးကလည်းအဲ့ဒါကိုတင်ထားတာဒီဘဲဟာနဲ့မှ airport နဲ့ဘာနဲ့မှလည်းစကားပြောနေတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးကြောင့်မလို့ဘဲမီဒီယာဆိုတာလေဒီလိုမျိုးပြောထားတယ်ပေါ့နော်အိမ်ကူမာကြီးကိုလည်းအဲ့လိုပြောတဲ့ခါကျတီးတဲ့လူတွေအကြောင်းကြားပေးပါဆိုပြီးတော့ပြောတာမင်းသမီးဖွေးစီမှာဖွေးရဲ့ page မှာရွှေကို page မှာသွားပြီးတော့ကြည့်ပြီးတဲ့ခါကျ share ကြရှင်တို့နော်အဲ့ဒီတော့အဲ့ဒါပြီးတဲ့ခါကျတော့ဒီမဲ့ तू ကဘာလဲဆိုတဲ့ခါကျဒီရဲ့ဟာပေါ့မီဒီယာလည်းမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတဲ့ခါကျဘယ်မီဒီယာစပိန်နဲ့လာမှာလဲစပိန်နဲ့လာပြီးတော့ဒီလိုမျိုးတွေရုပ်ဖတ်တဲ့ဆယ်နေမှာဟုတ်တယ်မလားပြီးတဲ့ခါကျဒါကကျတော့ဟိုအခုဆိုလို့ရှိရင်ဖြစ်တယ်ခဏတိုင်းမဲ့ဘယ်လိုလဲဆိုတဲ့ခါကျတော့ဝန်ထမ်းအဟောင်းကိစ္စဆိုတော့မီဒီယာတစ်ခုရဲ့နော်ဝန်ထမ်းအဟောင်းတယောက်များဖြစ်နေမလားဒါလည်းကိုယ်စိတ်ထဲမှာတွေးကြည့်ပြီးခါကျသူတို့နှင်းစီပွင့်ကိုပေးပြီးခါကျဥပမာကြီးဒီလိုမျိုးလုပ်တယ်ဆိုတဲ့ခါကျတော့ဟုတ်လို့ဘလို့ခေါ်မလဲတချို့တွေဆိုလို့ရှိရင်လိပ်စာကတ်လေးပေးပြီးအခါကျမေ့လဲတာတို့ဘာလို့ဖြစ်တယ်လေအဲ့လိုမျိုးဒီဖွေးတို့အိမ်ကိုလိုမျိုးသွားပြီးအခါကျအိမ်ကိုနှင်းစီပန်းပေးလိုက်တယ်ဆိုတဲ့အခါကျအိမ်ကိုကအပေါက်ဖွင့်ပြီးလို့မေ့လဲသွားတဲ့အချိန်မျိုးမှာအိမ်ထဲကပစ္စည်းတွေကိုဓမြတိုက်ချင်တာလားအဲ့လိုသဘောမျိုးလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အောက်လန်းအတိုက်အခိုက်တစ်ခုနဲ့လှုပ်ချင်တာလားဥပမာဒီလိုမျိုးသူ့ပါဇက်ကလည်းရုပ်ဖတ်တဲ့ဆယ်နေတယ်ဆိုတဲ့ခါကျဒီနှင်းစီပန်းကိုပေးပြီးအခါကျ तू ကဘာလုပ်ချင်တဲ့သဘောတော့ဟုတ်တယ်မလားအဲ့လိုမျိုးတွေပေါ့အခုတိတ်ချာလဲအဲ့လိုမျိုးစစ်ဆေးဖို့လိုတယ်ပေါ့ဒါမှဖွေးအတွက်ကိုစိုးရင်တာပါကိုကတော့သိရမလားမင်းသမီးအခုဆိုလို့ရှိရင်သူ့ရဲ့စိတ်ဆိုလို့ရှိရင်သူဒီလိုမျိုးပြို့အရာပြို့လဲပြီးတော့ဒါမှသူဒါမှဒီလိုမျိုးအရန်ကိုမှကြမ်းခံအောင်ပြန်လဲတီးဆောက်ထားတာကွယ်အဲ့ဒီဆိုတဲ့ခါကျဖွေးကိုဘာလုပ်ချင်တာလဲအဲ့လိုမျိုးတွေပေါ့အဲ့စိတ်ပူစရာကြီးပေါ့နော်အဲ့လိုမျိုးအဲ့ကြတော့အိမ်အကူမာကြီးကိုလည်းတတိပေးထားပြီးတော့အဲ့လိုမျိုးတွေလောက်ကြပေါ့နော်ဥပမာရှင်တို့အိမ်တို့ရှင်တို့ရက်ကွက်ထဲမှာတို့ဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းရှင်တို့တတိထားလို့ရအောင်လို့အဲ့လိုမျိုးပေါ့နော်လာပေးတယ်အောက်လန်းနဲ့ပဲတိုက်တာလားဒါမှမဟုတ်ဆိုလို့ရှိရင်ဘာအကြောင်းကြောင့်လဲဥပမာလိုမျိုးမေ့သွားပြီးတော့တခုလှုပ်ချင်တာလားပေါ့အဲ့လိုမျိုးပေါ့ရှင်တို့လည်းသွားကြည့်ကြအောင်ဒါပဲเนาะတတာ